lo saya ke peta leweda patara lo jong nau ta upu patara mi leweda trani mudo ni lo pada nono de tinya ba aku ro mudo saudara nak kei pada pergi bah saya ikoi no bah saya ke peta patara pergi lo dah saudara lo suku mo chiếu gió chúng tôi nhà thì chiếu gió của chim mà đấy cho nó đó thì này tụi quá sinh viên khoa yêu nam bồi ăn đó cho nó yêu chơi thà nó có bắt đầu cả cái bảo ujang khang nghe ngã dễ khang chi ngã dễ khang nghe nó sẽ phải bảo đấy cái bảo ujang khang chi ngã dễ khang nghe nó sẽ thì này cho nó vừa miếng nó có bắt đầu go cho nó vừa lúc công gì bị thà lại số đó phía trước khi go chiếu gió xả vào lúc cho nó công gì bị thà vào đấy chiếu gió cho nó chiếu gió phát ra đó là tầm chân gió miếng go phát ra đó mà phải bảo đấy tiền đô đi cho nó có nhìn thấy mình chẳng ra đó lẽ phía trước khi đi giờ nàyဖြစ်ဒီအတိုင်းလူများအသက်ချမ်းသာစေခြင်းကကျေးဇူးပြုမိကြံတော်မူ၏တင်တို့သည်ကျွန်ုပ်ကိုညင်းဆဲမိကြံကြတော်လေဘုရားသခင်သည်ယနေ့ဖြစ်ဒီအတိုင်းလူများအသက်ချမ်းသာစေခြင်းကကျေးဇူးပြုမိကြံတော်မူ၏เนาะဒီနှုတ်ကပတ်တော်ကဘာလဲဆိုတော့တခါတော့ကျွန်တော်တို့ယောသက်ရဲ့အသက်တာကိုသူကဖော်ပြခြင်းဖြစ်တယ်ပေါ့เนาะယောသက်ရဲ့အသက်တာမှာသူ့ကိုယ်တွေသူ့ကိုအမျိုးမျိုးသူ့ကိုနှိပ်စက်တယ်သူ့ကိုမကောင်းကြံတယ်เนาะဒါကြောင့်သူ့ကိုယ်တွေကသူ့ကိုဟိုးကုံတယ်တွေစီကိုရောင်းချခဲ့တယ်ပြီးတော့သူ့ကိုပါလုပ်ခဲ့လဲဆိုတော့ကုန်တယ်စီကိုရောင်းချတော့ကုန်တယ်စီကဘယ်လိုပြန်ရောင်းလိုက်လဲဆိုတော့ဂျုံဖြစ်နေပြန်ရောင်းလိုက်တယ်ကျွန်တော်သိတယ်ဂျုံတွေကတော့သူ့ရဲ့အသက်တာမှာခက်ခက်ခဲရင်ဆိုင်ရတယ်ပေါ့နော်သူကဂျုံဖြစ်နေဖြစ်သွားလဲဖြစ်သွားတခါပေါ်တီဖာရဲ့အမျိုးသမီးကသူ့ကိုတွေးဆောင်ပြန်ရောသူနဲ့အတူတူသူနဲ့အတူတူနေဖို့တွေးဆောင်ပြန်ရောဒါပေမဲ့အဲ့ဒီအရာကို तू ကမလုပ်ခွင့်နဲ့ तू ကရှောင်ထွက်သွားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကသူ့တခါကြောက်ချပြန်ရောတခါထောင်ထဲရောက်နောက်ဆုံးကြမှာကျွန်တော်တို့အတူနဲ့ပြောမယ်ဆိုရင် तू ကအဲဂုရုပြည်ရဲ့ဒုတိယဘယင်ခံဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ तू အဲ့ဒီဒုတိယဘယင်ခံဖြစ်တဲ့အချိန်မှာသူ့ရဲ့ဟိုးငကိုကသူ့ကိုယ်တွေနေခဲ့တဲ့တိုင်းပြည်ကကြတော့ဘာဖြစ်ခဲ့လဲဆိုတော့ तू ကအဲ့ဒီတိုင်းပြည်မှာအစာခေါင်းပါတယ်အစာခေါင်းတဲ့အချိန်မှာအဲ့ဒီသူ့ကိုယ်တွေကလာပြီးတော့အဲ့ဒီ तू နေတဲ့တိုင်းပြည်ကိုရောက်လာတဲ့အချိန်မှာ तू ကအဲ့သူ့ကိုယ်တွေတွေ့တယ် तू ကမှတ်မိတယ်သူ့ကိုမကောင်းကြံခဲ့တာပဲသူ့ကိုဒီလိုဒုက္ခရောက်အောင်လုပ်ခဲ့တာပဲဒါပေမဲ့ तू အကောင်းဆုံးပဲပြန်တုတ်ပြန်ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလောကမှာကျွန်တော်တို့ကိုကျွန်တော်တို့ဘယ်လိုပဲကောင်းတာပဲလုပ်လို့ကျွန်တော်တို့အကောင်းမမြင်တဲ့လူတွေရှိတယ်ကျွန်တော်တို့ဒုက္ခရောက်စေတဲ့လူတွေရှိတယ်ဒါကြောင့်ဒီလိုမျိုးလူတွေရှိပြီမဲ့လဲကျွန်တော်တို့ကရန်ကိုရန်နဲ့ပြန်မတုတ်ပြန်ဖက်နဲ့ကျွန်တော်တို့ကအကောင်းဆုံးပြန်တုတ်ပြန်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာကြုံနေရတဲ့အရာတွေအမျိုးမျိုးရှိပြီမဲ့လဲကျွန်တော်တို့ကအကောင်းဘက်ကမြင်ပြီးတော့အကောင်းဘက်ကပြန်တုတ်ပြန်တတ်ဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ကျွန်တော်တို့စာလေးတစ်ခုဖတ်မိတယ်အဲ့ဒီ online ပေါ်ကစာလေးတစ်ခုကဘာလဲဆိုတော့လူတစ်ယောက်ရှိတယ်တဲ့သူကသူ့မိသားစုတွေသူကမိသားစုသူ့အမေအဖေရဲ့သူ့မိသားစုပါမယ်ဆိုရင်9ယောက်ရှိတယ်တရက်တော့သူ့အဖေကအကြောင်းမျိုးကြောင့်ပေါ့နော်ဆုံးသွားတယ်အဲ့ဒီအချိန်မှာ तू ကဒါအကြီးဆုံးတစ်ယောက်လည်းဖြစ်တဲ့အချိန်မှာအိမ်တော်တောင်ကို तू ပြန်ထမ်းဆောင်ပေးရတယ်ပေါ့နော်အဲ့ဒီအချိန်မှာတဲ့ तू ထမ်းဆောင်နေတဲ့အချိန်မှာ तू တားပင်မတာပေါ့နော်ပင်ပန်းနောက်လိုက်တော့ तू အဲ့ဒီမိဘတွေကိုလှုပ်ကြွေးအဲ့ဒီကြံခဲ့တဲ့ငယ်ကိုတက်ငယ်တဲ့လူတွေကိုလှုပ်ကြွေးနဲ့ခက်ခဲတယ်ကွာဒါပေမဲ့လည်း तू လှုပ်ကြွေးနဲ့ तू နောက်ဆုံးကြတော့ तू သူ့အမေလည်းမရှိတော့ तू လည်းအိမ်အောင်ပြုတ်တယ်အိမ်အောင်ပြုတ်တဲ့အချိန်မှာထပ်ပြီးတော့ဒုက္ခထက်ရောက်ပြန်အောင်အဲ့ဒီအချိန်မှာလောကကြီးကဘာလို့အဲ့လောက်တော့ဒုက္ခရောက်ရတာလဲဆိုပြီးတော့ तू စိတ်တွေကမကောင်းဘူးပေါ့နော်အဲ့ဒီအချိန်မှာ तू ကပညာရှိကြီးတယောက်စီကိုတွားပြီးတော့ဘာသာပြောလဲဆိုတော့ပညာရှိကြီးကျွန်တော်လောကကြီးမှာနေတာလဲအခက်ခဲတွေပြဿနာတွေကြီးပဲဒါကြောင့်ကျွန်တော်ကိုဒါကိုပြည်လဲစီမဲ့နီလန်းလေးတစ်ခုတော့ရှိရင်ကျွန်တော်ကိုပြောပြပါဆိုပြီးတော့ပညာရှိကြီးဒီမှာအကူအညီသွားတောင်းတယ်အဲ့ဒီအချိန်မှာပညာရှိကြီးကဘာပြောလဲဆိုတော့တဲ့အေးငါမင်းပြောင်းတဲ့အကူအညီကိုပေးမယ်ဒါပေမဲ့လည်းမင်းကနောက်ခဏလိုက်ခဲတဲ့ဘယ်လိုသွားမှလဲမြစ်စီကိုသွားမယ်တဲ့အဲ့ဆိုတော့အဲ့ဒီပညာရှိကြီးကသူ့ကိုခေါ်သွားအဲ့ဒီမြစ်စီကိုသူကသွားတဲ့အချိန်မှာအဲ့ဒီပညာရှိကြီးကဟိုဘက်ကလည်းမပူအဲ့ဒီမြစ်နားမှာသွားပြီးတော့ရက်ကြည့်နေတယ်ဟာအဲ့ဒီအချိန်မှာစောက်တဲ့လူကလည်းကြာလာတော့နေရာလည်းပူတော့ဟာပညာရှိကြီးဘာလုပ်တာလဲဘာရက်လုပ်နေတာလဲအဲ့ဒီအချိန်မှာပညာရှိကပြောတယ်ငါတဲ့ဒီမြစ်ကြီးစီးစင်းတာဆုံးတဲ့အချိန်ကိုစောင့်နေတယ်တဲ့ဟာအဲ့ဒီအချိန်မှာသူ့စောင့်နေတွေ့တဲ့လူကဘာပြောလဲပြစ်ကဘယ်လိုစီးစင်းတာဘယ်လိုဆုံးမလဲအတက်အကျနဲ့တခါမှမဆုံးဘူးအဲ့ဒီအချိန်မှာပညာရှိကြီးကသူ့ဘာပြောလဲဆိုတော့ဟုတ်တယ်လောကကြီးမှာမင်းနေတာလဲဒီအတိုင်းပဲမြစ်လိုပဲလူဖြစ်နေရင်တော့အခက်အခဲနဲ့ကြုံတွေ့ရမှာပဲဒါပေမဲ့အဲ့ဒီအခက်အခဲကိုတဲ့ဘာလဲအခက်အခဲမကြုံတွေ့အောင်လုပ်လို့မရဘူးတဲ့လောကကြီးမှာတိုးတက်မှုကိုလှုပ်ဆောင်တဲ့လူတိုင်းကတဲ့အခက်အခဲနဲ့ကြုံတွေ့ရမှာဖြစ်တယ်တဲ့အခက်အခဲနဲ့မကြုံတွေ့ချင်တဲ့မင်းဘာမှမလုပ်နဲ့တဲ့တေချာတယ်တဲ့မင်းဘာမှမလုပ်ဘူးဆိုရင်မင်းဘာမှတိုးတက်မှာမဟုတ်ဘူးပေါ့နော်တကယ်လို့တိုးတက်နေတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုရင်အခက်အခဲနဲ့ကြုံတွေ့ရမယ်ပေါ့နော်ကျွန်တော်ပြောချင်တာက
လောကမှာကျွန်တော်တို့အခက်အခဲရတော့ကြုံတွေ့ရမှာပဲအဲ့ဒီအခက်အခဲကြုံတွေ့ရတဲ့အချိန်မှာကျွန်တော်တို့ဖရာသခင်ကိုအားကိုးပြီးတော့ဖရာနဲ့အတူတူသွားတဲ့အသက်တာဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဘယ်လိုပဲကြုံတွေ့ရပါစေအကောင်းဘက်ကမြင်ကြည့်တဲ့အသက်တာဖြစ်ဖို့အရေးကြီးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဝင်ပြမယ်နှုတ်ကပတ်တော်ကိုကျွန်တော်အပိုင်းလေး၃ပိုင်းနဲ့ပိုင်းခြားထားတယ်ပေါ့နော်ပေါ်ပြထားတယ်နံပါတ်1တစ်ချက်ကတော့တဲ့အကောင်းဘက်ကမြင်မှာပေါ့နော်ကျွန်တော်တို့လောကမှာအဆိုးတွေမျိုးမျိုးရှိတယ်ဆိုတာကောင်းတဲ့ຢာတွေလည်းရှိတယ်ဒါပေမဲ့အဆိုးတွေဘယ်လောက်ပဲများကျွန်တော်တို့ကအကောင်းဘက်ကိုပို့ပြီးတော့မြင်ရမယ်ပေါ့နော်အဆိုးကတော့ရှိတာပေါ့ဒါပေမဲ့အကောင်းဘက်ကိုပို့ပြီးတော့မြင်တတ်တဲ့အသက်တာဖြစ်ဖို့ရည်ကြီးတယ်ပေါ့နော်ရောတက်လို့ပဲကျွန်တော်တို့သူများမကောင်းကြံတဲ့အတိုင်းပဲကျွန်တော်တို့ကမကောင်းတယ်လို့ပြန်မတုတ်ပြန်ပဲနဲ့အကောင်းဘက်ကပြန်တုတ်ပြန်မယ်ဆိုရင်တဲ့ကျွန်တော်တို့ကခွင့်လွှတ်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ပေါ်ကြောက်ရောက်နေတဲ့အဲ့ဒီအဆိုးတွေကိုကျွန်တော်တို့ပြောင်းပြီးတော့ကောင်းကြီးအဖြစ်ပြောင်းလဲပြီးမှဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာနံပါတ်1ချက်အကောင်းဘက်ကနေကျွန်တော်တို့မြင်ရမယ်ပေါ့နော်တချို့လူတွေကျွန်တော်တို့ကိုအကောင်းမမြင်တာတီးတန့်ရှိတယ်ပေါ့နော်လောကကတော့အမျိုးမျိုးကြုံတွေ့ရမှာပဲတခါတော့အမျိုးလီမယား2ယောက်ပေါ့နော်ဥပမာပေါ့နော်လီမယား2ယောက်ရှိတယ်အဲ့ဒီအချိန်မှာသူတို့ကအိမ်တော်စကြတာဆိုတော့သူတို့ကဟုတ်တာပေါ့နော်သူ့အမျိုးသားအတွက်ဟင်းချက်ပေးတယ်ဘာချက်လဲဆိုတော့သူကဘဲဥချက်တယ်ဘဲဥချက်တော့သူ့အမျိုးသားအလုပ်လုပ်တော့ပြန်လာတယ်ဘဲဥဘာလုပ်လဲဘဲဥကိုကြော်တယ်ဘဲဥကြော်တော့ဘဲဥကြော်လေးနဲ့သူ့အမျိုးသားကျွေးပေါ့နော်အဲ့အချိန်မှာသူ့အမျိုးသားအလုပ်တွေပါလုပ်ပြီးတော့ပြန်လာတယ်ပြန်လာတဲ့အချိန်မှာသူ့အမျိုးသားအဲ့ထမင်းဝိုင်းနဲ့ထိုင်ထမင်းဝိုင်းနဲ့ပေါ်ရောက်လဲရောက်ဟာဘဲဥကြော်တွေ့လဲပြောတန်မဒေါသထွက်တယ်အဲ့အချိန်မှာသူ့မိမကိုခေါ်လောင်းဒီဘာလို့ဘဲဥကြော်ရတာလဲအဲ့အချိန်မှာသူပြောတော့အော်ဘဲဥကြော်တာကောင်းလို့ဘဲဥကြော်တာကောင်းလို့ဘဲဥကြော်ပေးတာပေါ့ငါဘဲဥကြော်မစားချင်ဘူးတဲ့ဘဲဥပြုတ်စားချင်တယ်အဲ့ဒီအချိန်မှာအဲ့ဒီဘဲဥကြော်ကိုကြော်တဲ့အမျိုးသမီးကရတယ်အဲ့ဒါဆိုမနေ့ကျရင်ဘဲဥပြုတ်ပေးမယ်အဲ့ဒီအချိန်မှာနောက်မနေ့လည်းမနေ့သူ့အမျိုးသမီးကဘဲဥပြုတ်ပြောဘဲဥပြုတ်ပြီးတော့အဲ့ထမင်းဝိုင်းမှာပြင်ပေးသူမျိုးသားကလည်းအလုတ်သွားကန်နေဆိုတော့အဲ့ဒီဘဲဥပြုတ်လေးကိုထမင်းအုပ်ဆောင်လေးကိုဖွင့်ပြီးတော့ကြည့်တဲ့အချိန်မှာဘဲဥပြုတ်ကိုတွေ့တယ်ဒေါသထွက်ပြန်အဲ့ကျသူ့အမျိုးသမီးကိုခေါ်ပြောလာဘာလို့ဘဲဥပြုတ်ပြောရတာလဲဟာရှင်မဲမနေ့ကဘဲဥပြုတ်စားမယ်ဆိုဘဲဥပြုတ်မစားချင်ဘူးတဲ့ဘဲဥကြော်ပဲစားချင်နေတာဟာအဲ့အချိန်မှာအမျိုးသမီးကတိသွားပြီဒီညနေသူပြန်လာရင်တော့ငါဘဲဥပြုတ်နဲ့ဘဲဥကြော်နှစ်ခုစလုံးလှုပ်ထားမယ်အဲ့ဒီအချိန်မှာသူ့အမျိုးသားသွားပြီးတော့အလုပ်လုပ်ပြီးတော့ပြန်လာတဲ့အချိန်မှာတဲ့အဲ့ဒီအိမ်ပြန်ရောက်တယ်ပေါ့နော်ရေချိုးတမင်းစားဖို့လို့အုပ်ဆောင်ဖွင့်အဲ့ဒီအချိန်မှာဘဲဥပြုတ်ကောဘဲဥကြော်ထားတဲ့အချိန်မှာသူ့အမျိုးသမီးကသူ့အမျိုးသားထပ်ခေါ်ပြောလောင်းနဲ့ဟာမင်းစားချင်တာဘဲဥပြုတ်ဆိုတော့လဲဘဲဥပြုတ်ဘဲဥကြော်ဆိုလဲဘဲဥကြော်ဘလို့ဖြစ်လို့ငါ့ကိုခဏခေါ်နေတာလဲတဲ့ခေါ်တာအကြောင်းရင်းရှိတယ်တဲ့ဘာလို့လဲတဲ့မင်းကပြုတ်ရမယ်လုံးကိုကြော်ပြီးတော့ကြော်ရမယ်လုံးကိုပြုတ်တဲ့အတွက်ငါမကြိုက်တာတဲ့နော်ဒါကြောင့်ကျွန်တော်တို့လောကမှာကျွန်တော်တို့မကောင်းမြင်တဲ့လူတွေကမကောင်းပဲမြင်တာကျွန်တော်တို့အကောင်းဘလောက်လို့နော်အကောင်းမြင်မှာမဟုတ်ဒါကြောင့်ကျွန်တော်တို့ကိုဘလို့ပဲအကောင်းမမြင်ပါစေကျွန်တော်တို့ကအကောင်းနဲ့အကောင်းဘက်ကပြန်တုတ်ပြန်တက်တဲ့အသက်တာဖြစ်ဖို့ဒီမှာရည်ကြီးတယ်ပေါ့နော်တခါတော့ဟိုးကျွန်တော်တရားဟောပေါ့နော်ဆရာတစ်ပါးရဲ့တရားဟောတဲ့မှာကျွန်တော်ကြားရတယ်အဲ့ဒါဘာတူလဲဆိုတော့ဆလုံကျွန်းကအမျိုးသမီးလေးတယောက်ရှိတယ်တဲ့ဆလုံကျွန်းကအမျိုးသမီးလေးအဲ့ဒီအချိန်မှာအဲ့ဆလုံကျွန်းကအမျိုးသမီးလေးကဘာလဲဆိုတော့ तू ကသူ့ရွာကိုလာပြီးတော့တေဟိုတာအင်္ဂလိပ်တရားလာဟောတယ်ဆရာတစ်ပါးကစာဟောလဲဟောကောသူများတွေကအင်္ဂလိပ်ဆိုတော့လာဟောတော့သူများတွေကလာတာဗောနော်အထုပ်ပိုးထမ်းပြီးတော့လာနားထောင်တဲ့လူကနားထောင်ဒါမှမဟုတ်အဲ့မှာအညာအိတ်တဲ့လူကအိတ်နားထောင်ကြတယ်နားထောင်ကြတဲ့အချိန်မှာတဲ့အဲ့ဒီမှာအမျိုးသမီးလေးတယောက်ရှိတယ်အဲ့အမျိုးသမီးလေးကကျတော့ तू ကလာလဲနားမထောင်ဘာမှလည်းမလုပ် तू ကဘာလုပ်လဲသမင်းချက်တယ်သမင်းချက်တဲ့အလုပ်ကိုလုပ်တယ်သမင်းချက်တဲ့အလုပ်ကိုလုပ်တော့ဟာ तू ကထူးဆန်းတယ်ကွာ तू ကလက်ရတော့အင်မတန်မှကောင်းတယ်ကွာလက်ရကောင်းတဲ့အချိန်မှာအဆရာပြောတယ်ဟာနင်းလက်ရကောင်းလိုက်လားဘလို့လှုပ်ထားတာလဲဘလုံးမမလှုပ်ဘူးတဲ့ကျမဒီလိုပဲလှုပ်တာပဲ तू ကထူးခြားတဲ့အရာက तू ကဘာလုပ်လဲဆိုတော့ तू ကခရမ်းချီတီးတုတ်တာအင်မတန်မှကောင်းတယ်စားလို့ကောင်းတယ်အဲ့ဒီအချိန်မှာဆရာတော်ကြီးကမေးတယ်ဟာနင်ခရမ်းချီတီးဘလို့တုတ်တာလဲဒီလိုပဲဗောကျမဒီလိုပဲတုတ်တာနင်တုတ်တာအရင်ကောင်းတာပဲအဲ့ဒီအချိန်မှာဆရာတော်ကြီးကအမှတင်နှမ်းပေးတရက်လက်ခရမ်းချီတီးတုတ်နှစ်ရက်လက်ခရမ်းချီတီးတုတ်သုံးရက်လက်ခရမ်းချီတီးတုတ်ဆိုတော့ဟာဒါမဟုတ်သေးဘူးဒါပေမဲ့ကောင်းတယ်ကွာသူ့လက်ရာကောင်းတယ်သွားကြည့်အောင်မှာပဲဆိုပြီးတော့အဲ့ဒီခရမ်းချီတီးတုတ်တဲ့နေရာကိုသွားကြည့်တဲ့အချိန်မှာအဲ့မှာတွေ့ရောသူကဘလို့တုတ်လဲဆိုတော့ခရမ်းချီတီးကိုပကံနဲ့ထက်ပြီးတော့တုတ်ပြီးတော့လက်မဆေးဘူးဖေနဲ့ဒီလိုတင်မနဲ့တုတ်နောက်တစ်ပကံရွှေ့တုတ်ပြီးတော့မသေးဘူးဒီတင်မတဲ့တုတ်ဟာအဲ့ဒါမြင်တဲ့အချိန်ကမသက်သာဘူးနော်အဲ့လိုမသက်သာတဲ့အချိန်မှာဟာဒီမျိုးသမီးပြမငါခေါ်အောင်မယ်အဲ့အချိန်မှာအဲ့ဒါလည်းမြင်လဲပြောခင်းရည်ဒီလဲစားရည်လည်းမရှိတော့အဲ့ဒီမှာသူမျိုးအမျိုးခေါ်ဟေးလာအောင်သူ့နာမည်ဟိုသားတဲ့မမိုးဝီတဲ့လာမမိုးဝီနေလာအောင်နင်ဘာလို့ဘလို့တုတ်တာလဲဟာဆရာသမားတွေစားတာပဲလက်လေးပါလေးဆေးမအောင်ပေါ့ကျမတို့ကလက်ဆေးစရာလည်းမလိုဘူး
ကျမတို့ကရီချိုးတယ်လည်းမလို့ဘူးကျမတို့ကတန့်ပြီးသားဟာမြက်ရီလည်းမချိုးလက်လည်းမဆေးဘူးဒီမလို့ကြီးလေအဲ့ဒီအချိန်မှာဟာဒီအမျိုးသမီးဘလို့အမျိုးသမီးလဲပေါ့နော်အဲ့ဒီအချိန်မှာ तू ကစုံစမ်းလိုက်တယ်ဟာရီမချိုးဘူးလက်မဆေးဘူးဒီလိုအမျိုးသမီးကိုယူမဲ့လူနော်ရှိပါမလားဆိုပေါ့နော်ရှိပါမလားစိတ်ကပေါ့အေး तू ကလည်းမေးတတ်တယ်ကွာရှိပါမလားဆိုတော့အဲ့ချိန်မှာမေးတဲ့အချိန်မှာအော်ပေါ်လာပြီသူရဲကောင်းအဲ့သူရဲကောင်းကဘယ်လာလဲဆိုတော့ဖျာပုံကတဲ့ဖျာပုံကလာတယ်တဲ့ तू ကတရင်ပဲ तू လည်းတော်တော်အော်ပေါ်တယ်ဘလို့တိလဲတော့မသိဘူးသွားပြီးတော့တွေ့တယ်ဗျာသွားတွေ့တော့ယူလဲယူရောသူ့ကိုသွားယူတယ်တဲ့ဟာအဲ့သူရဲကောင်းခေါ်အောင်မယ်လောင်းအဲ့ချိန်မှာဆရာခေါ်တယ်ဆိုတော့လာတော့ဆရာလာအောင်ဆိုတော့အဗျာဆရာခေါ်တယ်ဆိုလို့ဟုတ်ကဲ့ကျွန်တော်လာတယ်အော်မင်းမေးချင်တာကွာမင်းတီမျိုးသမီးကဘလို့သွားတွေ့ပြီးတော့ဘလို့သွားကြိုက်တယ်ဟာမရဘူးကျွန်တော်ကတော့ကြိုက်တာပဲဟာကြိုက်တော့နေပါအောင်မင်းတို့မှတာသမီးဘယ်နှယောက်ရှိလဲသူနဲ့အိမ်အောင်ပြုတ်တော့နည်းနည်းလေးပါတဲ့အေးနည်းနည်းလေးမဟုတ်ဘူးဘယ်နှယောက်လဲ10ယောက်တယ်ဟာဒီလိုကြီးမချိုးလက်မဆေးတဲ့လူယူရဲတဲ့တက်တီဟာမင်းမလို့ရှိတယ်ကွာဟာ तू ကရီပဲမချိုးလက်ပဲမဆေးတာ तू ကဟင်းချက်တာကောင်းတယ်နော်ကျွန်တော်ဖော်ပြချင်တာပါလဲဆိုတော့လောကမှာကျွန်တော်တို့အကောင်းဘက်ကမြင်မှကျွန်တော်တို့ကစိတ်ချမ်းသာမှာဖြစ်တယ်ပေါ့နော်လူတိုင်းက perfect မဖြစ်ဘူးအကောင်းနဲ့အဆိုးကတော့ဒုံတွဲနေမယ်ဒါကိုကျွန်တော်တို့ကအကောင်းဘက်ကမြင်တတ်တဲ့အသက်တာဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်ဒါနဲ့နံပါတ်1တစ်ချက်ကျွန်တော်တို့ကအကောင်းဘက်ကမြင်ရမယ်နံပါတ်2တစ်ချက်ကကြတော့တဲ့ဖះကိုအကောင်းဘက်ကတုတ်ပြန်ရမယ်ပေါ့နော်အကောင်းဘက်ကတုတ်ပြန်ရမယ်တဲ့နော်ကျွန်တော်တို့တမန်ကျမ်းစာထဲမှာဒိုင်လခန်းကြီး6ခန်းငယ်16ကနေ28အထိမှာဘာဖော်ပြထားလဲဆိုတော့ဒိုင်လအသက်တာဖော်ပြထားတယ်ဒိုင်လရဲ့အသက်တာမှာသူ့ကိုဝင်ကြီးတွေမူးမတ်တွေသူ့ကိုကြည့်လို့ဘလုံးမကြည့်လို့မရဘူးဘာလို့လဲသူကထူးခြားတာတစ်ခုလုပ်တယ်ကွာဘာလို့လဲဆိုတော့သူတို့ခါခင်ကဘယင်ကြီးကတလအတွင်းမှာတဲ့အဲ့ဒီတလအတွင်းမှာဘယင်ကြီးကလွဲပြီးလူတွေဖျားတွေကိုမရှိခိုးရဘူးအဲ့လိုပြောတဲ့အချိန်မှာဒိုင်လန်ကဘာလို့လဲဆိုတော့ဟိုးယေရုရှလင်မြို့ပဲလှည့်ပြီးတော့တရက်ကို3ချိန်နဲ့ဖျားရှိခိုးတယ်တဲ့အဲ့လိုရှိခိုးတာ तू ကဘာထူးခြားလဲသူတို့စီမှာသူ့စီမှာတဲ့အုံနောက်ကသူများထက်ကောင်းတယ်ဒါကြောင့်ဘယင်ကြီးကလည်းသူ့ကိုပို့ပြီးတော့ချစ်တယ်ပို့ပြီးတော့သူ့ကိုအရာပေးတယ်အဲ့ဒီအချိန်မှာသူနဲ့အတူဝင်ကြီးတဲ့မူးမတ်တွေကဘလို့မှသူ့ကိုကြည့်လို့မရဘူးကွာဒီလိုသူ့ကိုပို့ချစ်တယ်ဘယင်ကြီးဒါကြောင့်သူ့ကိုကြောက်ချဖို့စောင့်နေအဲ့ဒီအချိန်မှာသူ့ရဲ့အပြစ်ကိုရှာတယ်အပြစ်ရှာတခုမှမတွေ့သူ့မှာအပြစ်ရပါလေတရက်ကို3ချိန်ဖျားရှိခိုးတယ်တဲ့ဖျားရှိခိုးတော့အဲ့ဒီအပြစ်ကိုသွားလဲတွေ့တယ်ဘယင်ကြီးသွားကဲဘယင်ကြီးပြောခဲ့သလိုပဲဒီမှာဟိုမှာအပြစ်လောက်တာကျွန်တော်တွေ့ပြီအပြစ်လောက်တဲ့လူကိုဘယင်ကြီးပြောခဲ့သလိုပဲချင်းတီတွင်းနဲ့ချမယ်ဘယင်ကြီးပြောတယ်နော်အေးပြောတယ်လေအေးကျွန်တော်တွေ့ပြီအဲ့ဘာလို့လဲအဲ့ဒါဒန်ရင်လာပဲတဲ့ဟာငါချစ်တဲ့ဒန်ရင်လာပဲဘာလို့လို့လဲသူကဘယင်ကြီးအမိတ်ထုတ်ထားတဲ့တနေ့3ချိန်ဖျားမရှိခွာရတဲ့အမိတ်ကို तू ကဆန့်ကျင်တယ်ဗောနော် तू တနေ့3ချိန်ဖျားရှိခိုးတဲ့ဒါကြောင့် तू အပြစ်လုပ်တယ်ဘယင်ကြီးအမိတ်တိုင်းပဲနော်ဘယင်ကြီးအမိတ်ပြန်ပြင်လို့မရဘူးသူ့ကိုချင်းတီတွေ့တန်းပြချရမယ်ဟာအဲ့ချိန်မှာဘယင်ကြီးက तू တိတ်ချစ်တဲ့သူဒန်ရင်လာလေးကို तू ဆုံးရှုံးရတော့မယ်ဗောနော်ချင်းတီတွင်းနဲ့ပြချပြီးတော့ဆုံးရှုံးရတော့မယ်ဆိုတော့စိတ်ထဲမှာမကောင်းဘူးတညလုံးစဉ်းစားတယ် तू လွတ်ဖို့အတွက်ဒါမှလည်းမတတ်နိုင်ဘူးဟိုतू အမိတ်ဆိုတော့ယူမာဂတိမိမတစ္ဆာဆိုတဲ့အတိုင်းပဲ तू အမိတ်တိုင်းသွားပြချတယ်သွားပြချတဲ့အချိန်မှာခုနကကျွန်တော်ပြောသလိုပဲ तू အိတ်လို့မရဘူးဘယင်ကြီးအိတ်လို့မရဘူးဒါပေမဲ့မနဲ့လေးရောက်ဟိုမှာချင်းတီကျင်းသားသွားပြီးတော့ကဲဒန်ရင်လာဟိုမှာအခုမင်းကိုကွယ်တယ်ဖေမင်းကိုကယ်တယ်မလားမင်းအခုတော့တေပြီမလားအမျိုးလာပြောတာဗောဒါပေမဲ့အဲ့ချိန်မှာဟိုးအောက်မှာအတန်ပြောတယ်ဒန်ရင်လာကကျွန်တော်ကိုကွယ်တယ်ဖေကကျွန်တော်ကိုကယ်တယ်ကျွန်တော်အသက်ရှင်သေးတယ်ဘယင်ကြီးလဲတက်ကြော်ရကြော်ရှိပါစီအဲ့လိုကြားလဲကြောသူတအားဝမ်းသာသွားတယ်ဒန်ရင်လာလေးမဆုံးဘူးဗောနော်ဒန်ရင်လာလေးမတည်သွားဘူးအဲ့ချိန်မှာ तू လူတွေကိုသွားထုတ်ခိုင်းတယ်အဲ့ဒန်ရင်လာကိုသွားထုတ်ပြီးတော့အဲ့ချိန်မှာတွေ့ပြီးသူများမကောင်းကြံတဲ့ဟိုဝန်ကြီးအဖွဲ့တွေမူးမတ်တွေမကောင်းကြံတဲ့လူကိုတွေ့ရောအဲ့ဒီကောင်တွေကိုတခါအဲ့ဒီချင်းတွေတွင်းနဲ့ပြစ်ချရောသူတို့ကအဲ့ဒီအောက်ကိုတော့မရောက်ဘူးတဲ့နော်လန်တော့မှာတွေချင်းတွေကချက်စားလိုက်တယ်ပေါ့နော်ပြောချင်တာကကျွန်တော်တို့သူများကိုမကောင်းကြံတယ်ကျွန်တော်တို့သူများကိုမကောင်းမှုပြုတယ်ဆိုရင်တရက်ကြရင်ကျွန်တော်တို့စီကိုပြန်ပြီးတော့ကြံလက်လာမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့လူတစ်ယောက်ကိုကျွန်တော်တို့တုတ်ပြန်မယ်ဆိုရင်ဒန်ရင်လာကဲ့သို့အကောင်းဘက်ကတုတ်ပြန်တက်ဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ကျွန်တော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်ကဖះကိုရှေးဥစွာရှာတော့အသက်တာဖြစ်ရမယ်ပေါ့နော်ကျွန်တော်တို့လောကလူတွေပဲဥစ္စာတွေပစ္စည်းတွေရှာတဲ့လူရှိတယ်လို့တချို့ကျတော့ပညာရှာတဲ့လူရှိတယ်တိုးတက်ဖို့ရန်အတွက်ပညာရှာတဲ့လူရှိတယ်နောက်တချို့လူငယ်တွေကျတော့ကိုယ်နဲ့လိုအပ်တဲ့ဟိုဒါပေါ့နော်လက်တွဲပေါ်တွေရှာတဲ့လူရှိတယ်ကျွန်တော်တို့ရှာတဲ့အရာတွေအလုံးထဲမှာမှရှေးဥစွာရှာမယ့်အရာကဖះသခင်ဤနိုင်ငံတော်နေ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာမှာဖြစ်တယ်ပေါ့နော်ရှင်မသက်အခန်းကြီး6ခန်းငယ်33ကကျတော့ဒီလိုဖော်ပြထားတဲ့ဖျားသခင်ဤနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့
နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တန်းတယ်ပေါ့နော်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောက်မဲ့ခြင်းဘုရားသခင်ကိုရှိဥစွာရှာတော့အသက်တာဖြစ်ရမယ်ပေါ့နော်ဒါမှကျွန်တော်တို့လိုတဲ့အရာတွေဘုရားသခင်ကကျွန်တော်တို့လိုတဲ့အရာဘုရားတည်တယ်ပေါ့နော်ဘုရားသခင်ဖြစ်ပေးလိမ့်မယ်ပေါ့နော်တခါတော့ဟိုအင်းစိန်ကားတဲ့အမျိုးသမီးလေးတယောက်ရှိတယ်နာမည်ကနော်ဖုံးမှုစီးတဲ့သူကအဲ့ဒီအင်းစိန်မှာသူကနေတယ်ပေါ့နော်ဒါပေမဲ့သူနေတဲ့နေရာမှာတဲ့မိဘကိုသူကလှုပ်ကြွေးတယ်ပေါ့နော်လိမ်မာတဲ့အမျိုးသမီးလဲလိမ်မာတယ်မိဘကိုလှုပ်ကြွေးတယ်သူရတဲ့ပတ်စံနဲ့လှုပ်ကြွေးတယ်ဒါပေမဲ့လည်းသူလှုပ်ကြွေးတဲ့ပတ်စံတွေကနဲတယ်မြန်မာနိုင်ငံငွေဆိုတော့နဲတယ်အဲ့ကြောင့်သူကဘာလုပ်လဲဟိုမလေးရှားကိုသွားပြီးတော့အလုပ်သွားလုပ်တယ်အလုပ်သွားလုပ်တဲ့အချိန်မှာသူကဒီလိုပဲမိဘကိုတဝက်ပေးတယ်တဝက်ကတော့သူသုံးတာပေါ့အဲ့လိုသုံးတယ်တဝက်ပေးတယ်ဒါမှလည်းတရက်တော့တဲ့သူကအဲ့ဒီခေတ်ကပေါ့နော်iPhone 40ပေါ်တယ် iPhone 40ပေါ်တော့ iPhone 40သူလိုချင်တယ်လိုချင်ရောသူကစဉ်းစားတယ်ဘယ်လိုလုပ်ရမလဲနော်ငါမိဘကိုပေးတဲ့တဝက်ထဲကငါမပေးဘဲနဲ့ရှော့လိုက်ရင်ကောင်းမလားအဲ့လိုလဲအဆင်မပြေပြန်ဘူးဒါကြောင့်ငါဘာလုပ်ရမလဲစဉ်းစားနောက်ဆုံးတော့သူအကြံပေါ်သွားတယ်ငါဒီလိုလုပ်မယ်တဲ့ငါစားတဲ့အထဲကမှထပ်ရှော့လိုက်မယ်ဟင်းကိုဖယ်လိုက်မယ်ငါပြီးရင်လည်းထမင်းနဲ့ပဲစားပြီးတော့ငါစုမယ်အဲ့ချိန်မှာ तू စုရင်းနဲ့2လ3လလောက်ကြာဒါလည်းမဖြစ်နိုင်တော့အဲ့ဒီအချိန်မှာရချင်တယ်ကွာ iPhone ဆိုတာကျွန်တော်တို့လူငယ်တွေတော်တော်များများရဲ့လိုချင်တဲ့အရာပဲသူတော့ရချင်တယ်ငါရှင်းလျှော့လို့လဲဒီကောင်တော်တော်နဲ့ရမှာမဟုတ်သေးဘူးဒါဆိုရင်ငါထမင်းစားတဲ့အချိန်မှာငါထမင်းမဲစားတော့မယ်တဲ့ငါပြီးရည်တွေလည်းမစားတော့ဘူးတဲ့အဲ့ဒီအချိန်မှာသူအဲ့လိုကြိုးစားရင်းနဲ့ပေါ့နော်စားဦးတာဟင်းမပါတော့ထမင်းတိတိုင်မှစားတယ်အဲ့ဒီအချိန်မှာသူ့ကိုကြိတ်ခရက်နေတဲ့ကောင်လေးကပေါ့နော်ဒါဒီဘက်ခေတ်စကားပေါ့နော်သူ့ကြိတ်ပြီးတော့ကြိုက်နေတဲ့ကောင်လေးကဘာလုပ်လဲဆိုတော့သူ့ကိုစပွန်ဆာပေးတယ်တဲ့ဘာစပွန်ဆာပေးလဲဆိုတော့ငပိရေစပွန်ဆာပေးတယ်တဲ့အဲ့အချိန်မှာဟာငပိရေဆိုတော့လည်းမစိုးဘူးလေထမင်းဖြူတဲ့စားရင်ငပိရေလောက်စားရလဲပဲဆိုလဲငပိရေလေးသူစပွန်ဆာပေးတဲ့ငပိရေလေးစားထမင်းလေးဖြူလေးစားလှုပ်ရင်းနဲ့8လလောက်ကြာတဲ့အချိန်မှာဟော iPhone 40ရပြီ iPhone 40ရတော့ပျော်တယ်ကွာပျော်အဲ့မှာဖះเจ้าသွားတငယ်ချင်းနဲ့စကားပြောလဲ iPhone 4ပြောတယ်တငယ်ချင်းနဲ့နှုတ်ဆက်လဲ iPhone 4နှုတ်ဆက်တယ်အဲ့ချိန်မှာ तू iPhone ရတော့ဟိုတာပျော်တာပေါ့နော်ဒီများကိုလိုက်ကြွားချင်တာဟာအဲ့ချိန်မှာ तू ဘေးနားလာထိုင်တဲ့တကယ်ကြီးတယောက် तू တွေ့တာ तू တင်မဝမ်းနေတယ် तू ကလည်းဝကြီးပဲဝဟိုပြပြပေါ့ကွာဟိုပြပြဝလေးပဲဆိုတော့ချစ်စရာလေးဟိုကကျတော့ဂျုံကြမှရတာဆိုတော့ဟာတကယ်ကြီးနေလဲငါ့လိုအလုပ်လုပ်တာပဲငါလည်းနေလိုအလုပ်လုပ်တာပဲနေကဘယ်လိုဖြစ်လို့ဝဖြူနဲ့ဒီ iPhone ဘယ်လိုရတာလဲနေရွဲလားငါယူတရတာဘယ်လိုရတာလဲဟဲ့ငါသားတဲ့ဒီဟာရဖို့အတွက်ငါ3လလောက်ဆူတောင်းလိုက်ရတယ်တဲ့ဟာအဲ့ဒါကိုကြားပြီးတော့အဲ့ခုနကျွန်တော်ပြောတဲ့အမျိုးသမီးလဲအင်မတန်မှဝမ်းနေသွားတယ်ငါရချင်တာငါလိုချင်တာပဲငါသိတယ်နော်ဖះကိုတောင်းဖို့အတွက်ကြတော့ငါမေ့နေတယ်ဒါကြောင့်ငါဒီလောက်တော့ခက်ရင်ဆိုင်ရတယ်ပေါ့နော်ဒီအရာကိုဆရာတော်ဘာကိုပြန်ပြီးတော့တက်တည်ခံတဲ့အတွက်ကျွန်တော်ကဒါနောက်တစ်ဆင့်တက်တည်ခံခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့လိုအပ်တဲ့အရာကိုဖះစီမှာတောင်းပေါ့နော်ဖះစီမှာတောင်းမယ်ဆိုရင်ဖះသခင်ကသူ့အချိန်ကြလာရင်ပေးလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီပဲစူးစမ်းမယ်ဆိုရင်တအားကြီးပင်ပန်းလိမ့်မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဖះကိုရှိဥစွာရှာရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်နောက်ဆုံးတစ်ချက်အနေနဲ့ကကျတော့ကျွန်တော်အခုကျွန်တော်တီဆိုသွားတဲ့ဓမ္မတချင်း390နှစ်အဲ့တချင်းကကြတော့တဲ့ဟိုဒါဘသူရေးခဲ့လဲဆိုတော့ Stephen Martin တဲ့ Stephen Martin ဆိုတာတဲ့သူကငကိုကပေါ့နော်သူကလက်တင်ဆရာဆိုတော့သူကဗတ်တိဆန်ပြီးလို့ရတယ်ပွဲတော်ဝင်ဥဆောင်လို့ရတယ်အဲ့တော့အဲ့ဆရာကိုတဲ့တရက်တော့ရွာကလူကခေါ်တယ်ကွာလာလဲခေါ်အဲ့ဒီခေါ်တဲ့လူနောက်ကိုဆရာပြောတယ်ကဲမင်းမနှက်ပြန်လာခေါ်ရင်ငါလိုက်ခဲ့မယ်ဆိုတော့သူကဘာနဲ့အဲ့ခိကဘာလဲဆိုတော့ယထာလည်းမရှိဘူးတားလည်းမရှိဘူးသူကဘာနဲ့လာလဲဆိုတော့ဟိုမြင်းယထာနဲ့လာတယ်လာခေါ်မယ်ဆိုတော့အဲ့လိုပြောတော့သူကလက်ခံလာအောင်နောက်တစ်နေ့သွားမယ်အနောက်လေးနေ့လဲရောက်သူသွားလူဆဲအချိန်မှာတဲ့သူ့အမျိုးသမီးကအကြီးအကျယ်နေမကောင်းဖြစ်တယ်ပေါ့နော်နေမကောင်းဖြစ်တဲ့အချိန်မှာသူ့အမျိုးသမီးကဟိုနေမကောင်းဖြစ်တဲ့တေလူပဲပေါ့နော်ဒါကြောင့်သူစဉ်းစားတယ်ငါသွားရင်ကောင်းမလားတောင်းမဟုတ်ငါဒီမှာပဲနေရမလားအမဗျာများနေတယ်အဲ့ဒီအချိန်မှာသူကလည်းပြောတာပေါ့လူရှိဖျားရှိကျမ်းမာသည်ဖြစ်စေချမ်းသာစီဖြစ်စေပေါ့နော်နာဖျားသည်ဖြစ်စေဘလို့ပဲဖြစ်သူကဆော့ရှော့မှာဟုတ်အခုကငါသွားရမလားမသွားဘူးလားသူဇဝေဇဝါဖြစ်နေတယ်အဲ့ဒီအချိန်မှာသူ့သားလေးကအဖေတဲ့မပူနဲ့တဲ့အမေကိုတဲ့God will take care of you တဲ့ဖျားသခင်သူ့ကိုစောက်ထိန်တော်မူလိမ့်မယ်တဲ့အော်သူ့သားလေးပြောအော်ဟုတ်တာပဲဒါဆိုလဲငါဂတိပေးတဲ့အတိုင်းငါသွားမယ်ကွာဆိုတော့သူ့အမေကိုအဲ့သူ့သားလေးနဲ့ထားသူ့မိမကိုအဲ့သူ့သားလေးနဲ့ထားခဲ့ပြီးတော့သူကသွားတဲ့အချိန်မှာသူပွဲတော်ကောင်းနှစ်ချင်းကောင်းပေးတယ်ပွဲတော်ပေးပြီးတော့သူပြန်လာတယ်ရင်ထဲတော့မကောင်းဘူးပေါ့နော်ငါအမျိုးသမီးများဘာဖြစ်မလဲဆိုတော့ရင်ထဲလေးနဲ့ပဲပြန်လာတယ်ဒါလည်းအချိန်မှာအိမ်ပြန်ရောက်တဲ့အချိန်မှာဟာလူတွေကအများကြီးဆိုတော့
ဟာငါမျိုးသမီးများဆုံးသွားပြီလားဗောနော်စိတ်ထဲမကောင်းဘူးဗောနော်ပြန်အိမ်မရောက်သေးဘူးလေဆိုတော့သွားရင်းနဲ့ကြောက်ဆိုနဲ့အိမ်ထဲဝင်သွားတဲ့အချိန်မှာဟောအံ့ဩသွားတယ်ဘာလို့လဲဆိုတော့ခုနတေလူဆဲဆဲအမျိုးသမီးကဟာကျမ်းမာပြီးတော့အဲ့ဒီရောက်လာတဲ့လူနဲ့စကားပြောတယ်ဟာနင်ဘယ်လိုဖြစ်တာလဲထူးဆန်းလိုက်လားဟုတ်တယ်တဲ့ငါကျမ်းမာလာတဲ့အတွက်တဲ့ငါဒီမှာလူတွေကိုခေါ်ပြီးတော့ငါကျေးဇူးတော်ချီးမွမ်းမလို့တဲ့ဒါကြောင့်လူတွေကိုခေါ်တာတဲ့ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းမလို့ငါလူတွေကိုခေါ်တာတဲ့အဲ့ဒါကြောင့်တဲ့ဟိုငါပြောတယ်ဗောနော်ငါညီမကောင်းကနေချက်ချင်းပြန်ကျမ်းမာလာတဲ့ငါပြောတယ်ဟာအဲ့အချိန်မှာသူ့အမျိုးသားဖြစ်တဲ့အဲ့စတီမန်မာတင်ကအဲ့ဒီအရာကိုတွေ့လဲတိတော့သူကအိမ်ပေါ်တက်သွားပြီးတော့စန်တရားခုံနာသွားထိုင်သူစန်တရားတိတက်တယ်ကွာစန်တရားခုံနာသွားထင်ပြီးတော့ခုကျွန်တော်တို့တီဆိုခဲ့တဲ့ God will take care of you ဗောနော်ရွာကကွာထဲနှခီးဆိုတဲ့တခြင်းကိုသူဖန်တီးခဲ့တယ်ဗောနော်ဖန်တီးခဲ့တယ်ရေးခဲ့တယ်ဗောဒီတခြင်းလေးဖြစ်တယ်ဗောနော်ဒါကြောင့်ဒီတခြင်းလေးကဘာဖော်ပြလဲဆိုတော့ကျွန်တော်တို့အသက်တာမှာဖျားသခင်ကိုရှေးဥစွာရှာရမယ်ဗောနော်နိုင်ငံတော်နဲ့ဖြောက်မဲ့ခြင်းကိုရှေးဥစွာရှာမယ်ဆိုရင်ကျွန်တော်တို့လိုတဲ့အရာကိုဘုရားသခင်ကဖြည့်ဆည်းပေးမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြချင်ပါတယ်ဒါကြောင့်နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့အကောင့်ဘက်ကမြင်ရမယ်နံပါတ်2တစ်ချက်အနေနဲ့အကောင့်ဘက်ကတုတ်ပြင်ရမယ်နံပါတ်3တစ်ချက်အနေနဲ့ကျွန်တော်တို့ဘုရားသခင်ကိုရှေးဥစွာရှာတော့အသက်တာဖြစ်မယ်ဆိုရင်ဘုရားသခင်ကောင်းကြီးပေးတော့အသက်တာဖြစ်မယ်ဆိုတဲ့အကြောင်းကျွန်တော်ဝင်ပြပါတယ်ကျမ်းနာသူရောက်စတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေ